မွန်တိုင်းနီဂျူနီပေါ့နော်ဟိုင်ယောရှိုကိုကွန်ဆိုတဲ့ဒီကြွသားအသုံးမပြုမှုကြာရေးကြွသားအားကြာစင်းတဲ့ယောဂပေါ့နော်အဲ့ဒါမှာတဲ့အိုကီရူခါနိုဆေကအာရူမိုနိုတိုစတဲပေါ့နော်ဖြစ်ပေါ်နိုင်ခြေရှိတဲ့အရာအနေနဲ့တဲ့မိုတိုမိုတက်ကိဆေဆိုနာမိုနိုစတိုဆေရာဘီနာဆိုင်အသိတော်ဆုံးရာတစ်ခုရွေးချယ်ရမယ်နံပါတ်1ကကြတော့ဥစုရှောကြောပေါ့နော်စိတ်ကြယောဂအခြေအနေနံပါတ်2ကကြတော့ခိုခေဆိုအားဆိုတဲ့သွေးပေါင်မြင့်နေပေါ့နော်သွေးတိုးယောဂနံပါတ်3ကကြတော့ကန်ဆာဆိုအန်နဲ့အဆင်းမြေရောင်ယောဂပေါ့နော်နံပါတ်4ကကြတော့ဟိုင်းကိုင်းဆိုတာကြတော့ဒီခဏခဏလမ်းလျှောက်ခြင်းရှောက်ပက်ကြည့်ခြင်းကိုပြောတယ်ပေါ့နော်နံပါတ်5ကကြတော့ဂေဒီတဲ့ဒါတွေကလုံးဝမတင်တော့ဘူးပေါ့နော်အဲ့တော့အဖြစ်မှန်ကနံပါတ်1ကလွဲပြီးတော့မရှိဘူးအဲ့တော့ high ရော short ကိုခင်မှာကြတော့ဒီပေါ့နော်ဖြစ်ပေါ်နိုင်ခြင်းအများဆုံးဖြစ်လာနိုင်ခြင်းအများဆုံးရှိတဲ့အရာကြတော့ဥစုပြောဖြစ်မယ်ပေါ့နော်ဥစုပြောပြီးပြီဆိုရင်စမ်းမိုးဆိုတဲ့ဒီပေါ့နော် iski ရှော်ကိုင်းနေမင်းမျောခြင်းတွေဖြစ်မယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အဖြစ်မှန်ကနံပါတ်1မွန်တိုင်းနီဂျူဆန်ပေါ့နော်မိကုနံပါတ်23သွားမယ်ဂျကူဆိုးနော်တဲ့ဒီဂျကူဆိုးဆိုတာကြတော့အဲ့ရအနာဖြစ်ခြင်းပေါ့နော်အဲ့ရအနာဖြစ်တဲ့ဒီခိုဟာဆူဘူအီတိုစတဲပေါ့နော်ခိုဟာဆူဘူကီဆိုတာဒါကြတော့စကိခန်ကြီးပေါ့နော်ကြိုက်နှစ်သက်တဲ့ဖြစ်လေဖြစ်တာအများဆုံးရှိတဲ့နေရာပေါ့နော်အဲ့နေရာမှာမိုတိုမိုတက်ကိဆဆိုနာမိုနိုစတိုဆိုအဲ့ဒါပီနာဆိုင်အတင်တော်ဆုံးအရာတစ်ခုရွေးချယ်ရမယ်နံပါတ်1ကကြတော့စကူတိုးဘူးပေါ့နော်ဒီခေါင်းပိုင်းကိုသူကပြောတယ်နံပါတ်2ကကြတော့ခဲဘူးဆိုတဲ့ဂုံပိုင်းနံပါတ်3ကကြတော့ဖူကူဘူးဆိုတဲ့ဘိုက်ပိုင်းပေါ့နော်နံပါတ်4ကကြတော့ဆန်ခိုဆူဘူးဆိုတဲ့ဒီမီးညောင်ရိုးပိုင်းကိုပြောတယ်နံပါတ်5ကကြတော့ဆိုကူရှီဘူးပေါ့နော်ခြေထောက်ဖတ်ချစ်ဖနှောက်ပိုင်းအဲ့လိုမျိုးကိုသူကပြောတယ်ဒါကကြတော့အရန်လွယ်နော်ခိုင်းခေါ်လုပ်တဲ့သူတွေမှာဆိုရင်ဘယ်ဟာကဖြစ်လေဖြစ်တာအများဆုံးရှိလဲဂျကူဆိုကအဲ့တော့ဒီမီးညောင်ရိုးပိုင်းကနေစဖြစ်တာများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ခေါင်းပိုင်းကလည်းနည်းနည်းဥယျာဉ်မာသေးရလေအဲ့တော့ထိတွေ့များတာကြတော့ဒီတင်မပေါ့နော်ပြောမယ်တင်မမီးညောင်ရိုးပိုင်းဒီပတ်သက်ခိုးကန်းနေပါတယ်ဆိုရင်ပုတ်တိုက်မှုအများဆုံးဖြစ်တယ်အဲ့ဒါကြောင့်နံပါတ်4ကအတင်တော်ဆုံးနော်မွန်တိုင်းနီဂျွန်ယွန်ပေါ့နော်မိကုနံပါတ်24ရာမှာဆူကီနိုခီဂျူဆွနော်ဦးချီတီအောက်ပါအချက်လက်များတယ်မှာပေါ့နော်ခိုးရှူနိုကန်အင်းဒီနာရီယာဆွေရှောကျော်တိုစတဲ့ဒီပါဇက်ဂရင်းနဲ့နန်ချင်းရဲ့ပေါ့နော်အချောင်းအရင်ကအလွယ်တကူဖြစ်စေတဲ့အခြေအနေနဲ့ပေါ့နော်မိုတိုမိုတက်ကိစဆွနာမိုနိုဆိုဆိုအရာဘီနာဆိုင်အတင်တော်ဆုံးအရာတစ်ခုရွေးချယ်ရမယ်နံပါတ်1ကကြတော့ဒါယကီနိုဇိုကပေါ့နော်ဒီသွေးတွေအထွက်များခြင်းကြောင့်ဖြစ်တယ်ဆိုပြီးသူကရေးထားရတယ်နံပါတ်2ကကြတော့ဂီရှီနိုဆိုချကူပေါ့နော်သွားအတူတချင်းကြောင့်တဲ့နံပါတ်3ကကြတော့သူရှီရှူပြောပေါ့နော်ရှီရှူပြောဆိုတဲ့တဖုံယောဂကြောင့်တဲ့နံပါတ်4ကကြတော့ဂါကုကန်ဆာဆူရှောပေါ့နော်ဂါကုကန်ဆာဆူရှောဆိုတာကြတော့မေယိုအစစ်ယောဂကြောင့်တဲ့နံပါတ်5ကကြတော့တဲယောကြောတိုင်းပေါ့နော်အာဟာရတဲ့နေပါခြင်းအခြေအနေကြောင့်ဆိုပြီးသူကပြောတယ်အဲ့တော့ဂရင်းနဲ့နန်ကြီးရဲ့အဓိကအကြောင်းအရာ2မျိုးရှိတယ်ပေါ့နော်ဒီရှာနဲ့ဒီတဖုံယောဂတွေကြောင့်ပေါ့နော်ရှာမှာအညစ်အကြေးတွေများစုပြုံနေပြီဆိုရင်လည်း green နဲ့နန်နေပေါ့နော်ပြီးတော့တဖုံယောဂကြောင့်လည်း green နဲ့ကနန်နိုင်တယ်ပေါ့နော်အဲ့တော့အဖြစ်မှန်ကနံပါတ်3မွန်တိုင်းနီဂျူကောပေါ့နော်ဂျေဆန်ဆိုတဲ့လူဟာချီဂျူနီဆိုင်တက်က22မိန်းကလေးပေါ့နော်စီဆဆိုနီနယူးဂျော့ချ်တဲ့လူကေဟာမှာဝင်ရောက်နေထိုင်နေတယ်တဲ့ဂျေဆန်ဆိုတဲ့လူကပေါ့နော်ခရူမိုင်ဆူတဲ့ရှကူဒိုနီခီတဲ့ဒီဝှီချဲနဲ့ပေါ့နော်ဒီထမင်းစားတောက်ခန်းတီကိုလာပြီးတော့ဟာရှီယာစပွန်ဝဆုခတဲ့တူနဲ့ဇွန်းကိုအသုံးပြုပြီးတော့ဂျီဘွန်တဲ့ရှကူဂျီကိုတဲ့လူသူကိုယ်တိုင်ထမင်းစားတောက်နိုင်တယ်ပေါ့နော်ရှူရှောကူကဖူဆူရှောကူပေါ့နော်အဓိက main အစားထမင်းကတော့ပုံမှန်စားနိုင်တယ်ခါဇူးဆိုတဲ့ဒီပေါ့နော်ဟင်းနေသေစာတွေကကြတော့တဲ့ခီဇာမီရှော့ခုတဲ့ပေါ့နော်ဒီကကြီးနဲ့ညှက်ထားပြီးတော့နောက်စင်ထားတာတွေနဲ့ပေါ့နော်ဇန်လီရောဆက်ချူစတေအီရူတဲ့အကုန်လုံးကိုစားတောက်နိုင်တယ်ပေါ့နော်ဆိုင်ကင်းအခုရပိုင်းမှာတဲ့ခရိုမိုင်ဆူကာရာဇူရီအိုချီရူခဲခိုကအာရီပေါ့နော်ဒီဝီချဲကနေပြီးတော့ချော့ကြနေတဲ့လာရတွေကရှိပြီးတော့တဲ့ခူဘီကပေါ့နော်ဒီလေဘင်းဟာဆိုရင်တဲ့ခိုခုဆူစတာရှိစေတဲ့ပေါ့နော်ခိုခုဆူဆိုတာကြတော့ဒီအနောက်ကိုပြန်လန်ကြတဲ့အနေထားပေါ့နော်ဒီလိုမက်ရက်နေတာမဟုတ်ဘဲနဲ့ဒီအနောက်ကိုပြန်လန်ကြတဲ့အနေအထားကတဲ့အနေအထားနဲ့ပေါ့နော်ရှော့ကူဂျီရှိဆိုထမင်းစားတောက်ပြီးတော့မူဆဲခုံဘီကအိုကူနာတာပေါ့နော်ဒီတီအစာသီးတာတွေကလည်းအများဆုံးဖြစ်နေတယ်ပေါ့နော်ဂျေဆန်ဆိုတဲ့လူကဂွန်ဟန်ဟိုရှိနာယောနီဆူရူထားမဲနော်ဒီအစာမသီးစေဖို့အတွက်လှုပ်ဆောင်ပေးရမယ်ပေါ့နော်ဆိုင်ရှောနော်တိုင်းအိုတိုစတဲပေါ့နော်အရင်ဆုံးတုတ်ပြန်ဆောင်ရွက်ပေးရမယ်အရာအနေနဲ့မိုတိုမိုတက်ကိဆေဆိုနာမိုနိုစတိုဆွဲအရာဘီနာဆိုင်အသင့်တော်ဆုံးရတခုရွေးချယ်ရမယ်သူကခန္ဓာကိုယ်နဲ့ကိုယ်အန်တာကြီးကဒီလေဘင်းရအနောက်ကိုလန်ကျနေပြီဆိုအရင်ဆုံးဘာကိုပြန်ရမှာဒီရှီစည်းကိုပြင်ပေးရမှာနော်အဲ့ဒါကအ
အဖြေပဲနံပါတ်1ကကြတော့ရှော့ကူကြီးခိုင်စုဝတ်ချော်စေတဲ့ဒီထမင်းစားတဲ့အချိန်ပမာဏကိုချိန်ညှိရမယ်ဆိုတာလုံးဝမသိတော့ဘူးပေါ့နော်နံပါတ်2ကကြတော့ဇာယီရှိစေတော့ချော်စေဆိုတာအသင့်တော်ဆုံးပဲပေါ့နော်ထိုင်နေတဲ့ကိုနီကိုဟန်ထားကိုပြုပြင်ပေးရမယ်နံပါတ်3ကကြတော့ရှီယောရှော့ကီနိုဟန်ခိုပေါ့နော်ဒီအသုံးပြုတဲ့ဒီစားတောက်ပစ္စည်းပေါ့နော်ပြောမယ်ဆိုရင်ဒီစပွန်းတို့ဟာရှိတို့အဲ့ဒါတွေကိုတဲ့ပြောင်းလေးပေးရမယ်တဲ့အဓိကမေးခွန်းထဲမှာအဲ့ဒါမပါဘူးလေနော်အဲ့ဒါမှားတယ်နံပါတ်3ကကြတော့ရှော့ကူကြီးလျော်နော်ချောစေတဲ့ဒီထမင်းစားသုံးတဲ့ပမာဏကိုချိန်ကြီးရမယ်ဆိုတာလည်းမဟုတ်ဘူးပေါ့နော်နံပါတ်5ကကြတော့ရှော့ကူကြီးဘာရှော်နော်ဟန်ကိုပေါ့နော်ထမင်းစားတဲ့နေရာကိုလည်းပြောင်းလဲရမယ်တဲ့မဟုတ်ဘူးပေါ့နော်သူ့ရဲ့မေးခွန်းကဒီမှာကွန်ဟန်ရှိနိုင်ရောနိပြုပြင်ပေးရမယ်အနေရဘာဖြစ်မလဲဆိုတော့သူ့ရဲ့ကိုနေကိုဟန်ထားကိုပြုပြင်ပေးလိုက်ရပြီပေါ့နော်ခေါင်းကြီးကိုလလန်မကြအောင်ပြုပြင်ပေးလိုက်ရင်ရပြီအဲ့တော့အဖြေမှန်ကနံပါတ်2